အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒန်နီပါကျွန်တော်ဗီဒီယိုမလုပ်တာတော်တော်ကြာသွားပြီငလျင်မှာလဲကျွန်တော်တို့အိမ်တွေကိုယ်တိုင်ထိသွားတော့စိတ်တွေလဲတော်တော်လေးကိုပြန်ဆူခဲ့လိုက်ရတယ်ကျွန်တော်တို့ထက်ပိုပြီးတော့အထိနာတဲ့လူတွေလဲတော်တော်များတာဆိုတော့မငီးမညူနဲ့ပဲကျွန်တော်ဒီကပ်ဘေးကိုဖျက်တမ်းပြီးတော့ကိုယ့်ထက်အထိနာတဲ့လူတွေကိုလှူပေးမယ်ဖေးမမယ်ဆိုပြီးတော့ဒီနှစ်လကိုကျွန်တော်ဖျက်တမ်းခဲ့တာပေါ့နော်အဲ့အချိန်တစ်ခုကြော်လာပြီဆိုတော့ we've got to move on rightကျွန်တော်ဒီဗီဒီယိုလေးပြန်လုပ်ဖို့ကျွန်တော်စဉ်းစားတော့ကျွန်တော်နိုင် hobby တွေကိုရောက်လာအောင်ဆွဲဆောင်မှုတွေအများကြီးပေးခဲ့တဲ့နိုင်လေးအကြောင်းကျွန်တော်ပြောဖို့ဆုံးဖြတ်လိုက်တယ်။နိုင်အကြောင်းမသိတဲ့လူတွေတော်တော်များများကတော့ Rolex ကိုတော့သိကြပါတယ်။သူ့ရဲ့အရှိန်အဝါကိုဒီလောက်ထိကြီးအောင်လုပ်ခဲ့ပေးတဲ့နိုင်ကတော့သူ့ရဲ့ Datejust lineup ထဲကနိုင်တွေဖြစ်ပါတယ်။ Rolex ကသူ့ရဲ့ Oyster case ကိုထုတ်ပြီးတော့ Every Man's Watch အနေနဲ့ထုတ်ပေးထားတဲ့Datejust ကအရန်ကို iconic ဖြစ်ပြီးတော့ 70s 80s 90s အဲ့ဒီခုနှစ်တွေလောက်ကဆိုရင်လူတိုင်းအောင်မြင်မှုတစ်ခုကိုရလာပြီဆိုရင်ဒီ Datejust နိုင်လေးတစ်လုံးနဲ့သူတို့ရဲ့အောင်မြင်မှုအမှတ်တရအနေနဲ့ milestone တစ်ခု celebrate လုပ်ကြတာများပါတယ်။ဒါကြောင့်မလို့ Rolex ဆိုတဲ့ brand တစ်ခုကလူတိုင်းရဲ့ရင်ထဲမှာတော့ quality brand top brand ဆိုပြီးတော့အတိအမှတ်ပြုကြတာပေါ့နော်။ကျွန်တော်ကိုယ်တိုင်ကလည်းနိုင်လောကထဲကိုမရောက်ခင်မှာ Rolex Datejust နိုင်လေးတွေကြည့်ပြီးတော့အိမ်မက်တွေမိုက်ခဲ့ပူးတာပေါ့နော်တနေ့နေ့အောင်မြင်လာတဲ့ချိန်တိုင်းဒီလို Datejust လေးတစ်လုံးတော့ရအောင်စူးစမ်းမယ်ဆိုတဲ့အတွေးနဲ့နိုင်လောကထဲကိုစဝင်တဲ့အချိန်မှာတော့ budget တိတ်မသုံးမနဲ့ Rolex Datejust ရဲ့အစားထိုးနိုင်မဲ့နိုင်လေးတွေကိုကျွန်တော်ဝယ်ယူပြီးတော့ပတ်ခဲ့တာပေါ့ Seiko ထဲကဆိုရင် Sub 33တို့ Sub 035တို့ကျွန်တော်ဗီဒီယိုလေးလုပ်ထားလဲရှိတယ် Seiko 5ထဲကဆိုရင် S&X 8 series ထဲကဆိုရင် Datejust alternative လေးရှာလို့ရတယ်နော် Orient ထဲကဆိုလဲ President style ပုံစံမျိုးပေါ့နော်ရှိတယ် Tissot ထဲမှာဆိုရင် Gentleman တို့ဘာလို့ညာလို့ရှိပါတယ်ဆိုတော့ဒီနိုင်တွေနဲ့လဲတော်တော်များများပျော်ခဲ့ရတာပေါ့နော်အဲ့တန်းထဲမှာကြည့်ပြီးတော့နိုင်လောကထဲမှာကြာလာတော့ဝယ်နိုင်တဲ့ budget လဲသူ့လိုလိုနဲ့ကြီးလာတာပေါ့အရင်2နှစ်3နှစ်လောက်ကကျွန်တော်2010လောက်ကထုတ်ခဲ့တဲ့ Modern Rolex Datejust အမဲအောင်လေးတစ်လုံးကိုကျွန်တော်ဝယ်ခဲ့ဘူးတယ်အဲ့နိုင်လေးကိုလည်း review လုပ်ပေးထားတာရှိပါတယ်ဆိုတော့ Modern Rolex Datejust တွေကတော့ perfect go anywhere do anything watch ပါပဲတော်တော်လေးကို solid ဖြစ်တဲ့နိုင်တွေအရန်ဝတ်လို့ကောင်းတယ်ဒါပေမဲ့လည်းကျွန်တော်အတွက်တော့အသေးသေးမရောက်ဘူးနိုင်မကောင်းလို့တော့မဟုတ်ဘူး all round watch တွေပေါ့နော်ဒါပေမဲ့လည်းတရရဲ့ကြာရင်တော့ကျွန်တော်နဲ့ click ဖြစ်မဲ့ Rolex Datejust ကိုပိုင်ရမယ်ဆိုတော့တန်ထိတ်တန်ချပြီးတော့အဲ့နိုင်ရောင်းပြီးတော့ခီးဆက်ခဲ့တာပေါ့ဆိုတော့ကျွန်တော်လက်ထဲမှာအဲ့6 digit Rolex Datejust မကြမ်းတော့ဘူးတရကြတော့ကျွန်တော်ကိုကျော်ရဲ့ Burma Times ဆိုတဲ့နိုင်ဆိုင်ကဘိုးကျိုဈေးထဲမှာပေါ့နော် vintage နိုင်တွေဆိုတော်တော်လေးကို in stock ရှိတဲ့နိုင်ဆိုင်လေးကိုကျွန်တော်တွားပြီးတော့တွားလဲရင်းနဲ့ Rolex ခစ်3ခစ်မှာတစ်ခစ်စီမှာထုတ်ထားတဲ့နိုင်တစ်လုံးချင်းစီကိုဘေးဓာတ်မတူတဲ့ Rolex 3လုံးကိုကျွန်တော်တပြိုင်တည်းရှင်ပြီးတော့ compare လုပ်ခွင့်ရခဲ့တယ်ပထမဆုံးတစ်လုံးကတော့4 digit ဖြစ်တဲ့1601ပေါ့1601လို့ခေါ်တယ်သူကတော့အဲဒီ Datejust lineup ကိုအစပြုခဲ့တယ်ပဲပြောရမှာပေါ့နော်ဆိုတော့ quick set တော့မပါဘူးဟို date ကို setting လုပ်တဲ့အချိန်မှာအရန်ခက်တယ်ဒီနိုင်တွေကဒီ1601ဆိုတဲ့ range ကဒီ1959ကနေ1970ကိုထုတ်ခဲ့တယ်သူသုံးတဲ့အထဲမှာ caliber တော့ဒီ caliber 1570တို့1575တို့သုံးခဲ့တာပေါ့ automatic နိုင်တွေပဲဒါပေမဲ့ date က quick set မပါဘူးဆိုတော့4 digit area နေ5 digit ကိုရောက်လာတဲ့အချိန်မှာဒီလိုနိုင်တွေပေါ့နော်5 digit ဆိုတော့816014 count လုပ်လိုက်ရင်သူပေးထားတဲ့ digit က5 digit လို့ပြောလို့အဲကြောင့်5 digit series ကိုခေါ်ကြတယ်ဆိုတော့ဒီနိုင်တွေထဲမှာ caliber 3035 modern a little bit modern ဖြစ်လာတဲ့ caliber တွေတုံးထားများတယ်ပေါ့ဒီနိုင် range ကို1977ကနေပြီး1988လောက်ထိသူတို့ထုတ်ခဲ့တယ်အဲ့မှာ5 digit နည်းနည်းပါးပါးရှိခဲ့တာရှိတယ်6 digit ပဲစပြောင်းမဲ့ချိန်မှာ116234တို့ဘာလို့ဆိုရင်သူတို့ late 90s early 90s လောက်ကနေပြီးတော့ဒီ2005 TO ဒီ6 digit နိုင်တွေ11 series နဲ့စတဲ့ Datejust တွေထုတ်ခဲ့တယ်ပေါ့နော်အဲ့မှာတော့ caliber အထဲမှာပါတဲ့ movement အတစ်ပြောင်းသွားတယ်3135 movement နဲ့နည်းနည်းပို့ပြီး modern ဖြစ်သွားတယ်အဲ့နောက်ပိုင်းမှာ126ဆို124အဲ့6 digit ပဲပေါ့နော်ဒါပေမဲ့ဒီလိုဟိုပါပေါ့ modern ပိုဖြစ်လာတဲ့နိုင်တွေပေါ့ဆိုတော့ဒီ series 3ခု4 digit 5 digit နဲ့6 digit နိုင်3ခုကျွန်တော်လက်ထက်မှာကျွန်တော်ဘေးတိုက်ရှင်တဲ့အခါမှာတော့
အတိတာဆုံးတော့ build quality ပေါ့နော်အခုကျွန်တော်တို့နောက်ပိုင်း modern digits တွေက build quality တော်တော်လေးကောင်းတယ်အခုဒီ6 digits တွေပေါ့နော်ကျွန်တော်အရင်တော့ review လုပ်ခဲ့တဲ့ ML လေးဆိုရင်လည်း6 digit ထဲမှာပါတယ်ကျွန်တော်အရှင်းမှာပြောလို့အရင် solid ဖြစ်တဲ့နိုင်ကြီးอ่ะ sapphire crystals တွေတုံးထားတဲ့ bracelet ကလည်း links တွေအကုန်လုံး solid ဖြစ်တယ်။ကန်ရတာ CC ပိုင်ပိုင်လေးရှိတယ်။ဒါပေမဲ့ it's not for me ပေါ့နော်ကျွန်တော်က I'm not looking for these specifications right so ကျွန်တော်8 specifications ကိုကြိုက်တဲ့လူတွေကအခုနောက်ပိုင်း modern နိုင်တွေကိုလောက sapphire ဖြစ်မှအပေါ်ထင်းမရှိတဲ့ဟာပြောင်းလက်နေတဲ့ပုံစံမျိုးတွေကျွန်တော်တိတ်မကြိုက်ဘူးမကြိုက်တော့ကျွန်တော်ဒါနဲ့ကျွန်တော်ဝေဖူးတဲ့ digit 6 digit ကိုကျွန်တော်ဘေးဖယ်လိုက်တယ်အဲ့တော့ကျွန်တော်နောက်ရှင်ဖို့တစ်ခုကတော့ဒီ1990ရှေ့ဘိုင်းကထုတ်ခဲ့တဲ့5 digit နဲ့1601ဆိုတဲ့4 digit နှစ်ခုကိုကျွန်တော်ရှင်တဲ့အခါမှာကင်လိုက်ရတဲ့နိုင်ရဲ့နည်းနည်းပေါ့သွားတယ်1601ကတော့ပို့ပြီးတော့လက်ပေါ်မှာတင်ရတာပို့ပြီးတော့ ergonomics ပို့ဖြစ်တယ်ပေါ့နော်ဆိုတော့ပါပြီးတော့ကတ်နေတာကြီးလက်နဲ့လည်းလုံးဝ curvature အတိုင်းပဲသူ့ရဲ့ bracelet တွေကနည်းနည်း stretch ဖြစ်နေတော့လက်ပေါ်မှာလုံးဝကတ်နေတယ်တကယ်ကို width look တော်တော်လေးပိုကောင်းတယ်ကျွန်တော်အဲ့1601နဲ့16014ကျွန်တော်အခုလက်ရှိပိုင်ထားတဲ့နိုင်နှလုံးကိုကျွန်တော်ရှင်းမယ်ဆိုတော့ဒီ wearability ကိုကြည့်မယ်ဆိုရင်ကျွန်တော်1601ဒီ4 digit ကိုကျွန်တော်ရွေးမှာပေါ့နော်ဒါပေမဲ့တခြားပြန်စဉ်းစားကြည့်ရချိန်မှာကိုက daily မပတ်ဖြစ်ဘူးဒီနိုင်တွေကကြတော့ဆိုတော့ကျွန်တော်ဒီ Android ထဲမှာတင်ထားတယ်ဆိုရင် date က power reserve ကိုရက်သွားမှာဆိုတော့ quick set လုပ်ဖို့အရင်ခက်တယ်ဆိုတော့ quick set ကို date ကိုတရက်ချင်းစီပြောင်းမယ်ဆိုရင်ဒီ24 hour hand ကိုပြေးမှာ date တွေကပြောင်းသွားဆိုတော့ကျွန်တော်တို့ practical လုံးဝမဖြစ်ဘူးပေါ့နော်နေတိုင်းဝေ့ဖို့အတွက်အဆင်မပြေဘူးဆိုတော့ကျွန်တော် date ပြောင်းဖို့နည်းနည်းလွယ်ကူအောင်လို့ဆိုပြီးတော့ကျွန်တော်ဒီ5 digit modern မကြ vintage မကြဟာလေးကလက်ပေါ်မှာတင်လိုက်တာလဲတော်တော်ကောင်းတယ်ဒီဟာလေးကတော့ reference လေး16014ဆိုတဲ့ reference ရှိရဲ့5 digit digits လေးပေါ့ကျွန်တော်ဆိုင်ရတန်းထွက်လာချိန်မှာနိုင်တလုံးကျွန်တော်အိမ်ကိုပြန်တည်လာခဲ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီ5 digit Rolex တွေကကျွန်တော်တို့ vintage charm မှာအပြည့်ရှိတယ်။အိုးကလည်းပါတယ်ဒီအခုနောက်ပိုင်းထုတ်တဲ့ super case တွေလိုမျိုးတော်တော်လေး broad shoulders တွေသူတို့ရဲ့ legs တွေကတော်တော်လေးထူတော့ဝေးရတာနည်းနည်းလေး sporty နည်းနည်းပိုဆန်တယ်ပေါ့နော်။ကျွန်တော်လက်ထက်မှာအခုကင်ထားတဲ့5 digit digits လေးက looms တွေကလည်း tritium loom dots တွေအကုန်သုံးထားပြီး patina ဝင်းနေတယ်။ဝါညိုဖက်ကိုနည်းနည်းတန်းနေတယ်။ condition ကလည်းလုံးဝ well preserved ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ဒီ loom dots တွေကတော်တော်များများကြာလာရင်တေချာမဝတ်ထားဘူးဆိုကြွေတတ်တယ်များတယ် every loom dot is attached ပေါ့အားလုံးမကြွေဘူးဒီတိုင်းပဲရှိနေတယ် sapphire crystal မဖြစ်သေးပဲနဲ့ဒီကောင် acrylic crystal ဆိုတော့ဓာတ်ရဲ့ထုံးကနည်းနည်းလေးပို့ပြီးတော့နှွေးတယ်dome crystal လည်းဖြစ်တော့ဘေးဆောင်ကနေကြည့်မယ်ဆိုရင် distortions လေးနည်းနည်းပါပြီးတော့ဒီ linen ရဲ့ pattern ကပို့ပြီးတော့ပေါ်လွင်တယ်လို့ကျွန်တော်ထင်တယ်ဒီ linen dial လေးက champagne dial လည်းမဟုတ်လို့ silver dial လို့လည်းပြောလို့မရအောင်တချို့ lighting တွေထဲမှာဆိုရင် gold color ဘက်ကိုနည်းနည်းရောက်တယ်ဒီ quick set date ကတော့ modern watches တွေအတိုင်းပေါ့နော်သုံးလို့ရတယ် first position screwed out လုပ်ပြီးတော့ကျွန်တော်တို့လှည့်လိုက်ရင် date ပြောင်းလို့ရပါပါနော်ဒီ5 digits တွေ oyster case တွေကလည်း1601နေနဲ့တိတ်တော့မကောင်းဝေးရတာ water resistant ကဒီကောင်တွေက100 meters but ဒါပေမဲ့ကျွန်တော်ဒီကောင် vintage watch အနေနဲ့သုံးတဲ့အတွက်တော့ရေဆိုတော့ခံတာပေါ့နော်ဒီကောင်နဲ့ screw down crown ပေးတာဖြစ်တဲ့အတွက်တော့ဒါပေမဲ့ water resistant ဟိုတော့တေချာတော့ pressure test ပြန်လုပ်ပြီးမှရေကူးတာပါညာလို့ပေါ့ကျွန်တော်ကတော့ daily wear အတွက်တော့ကျွန်တော်တို့အဆင်ပြေတော့ကျွန်တော် pressure test ဆိုမလုပ်ထားဘူး anyways ဒီနိုင်တွေကရင်ကုန်မှာမဟုတ်တဲ့အတွက်တော့ daily wear အတွက်တော့ okay တွေပဲပြောရမှာပေါ့ bracelets တွေကလည်း hollow links တွေဆိုတော့6 digit jubilee jewelry ထက်တော့ solid မဖြစ်ပေမဲ့ပေါ့ပေါ့လေးနဲ့ modern jubilee look တော့ရပါတယ်jingly bracelets တွေကတော့ကျွန်တော်တို့ပို့ပြီးတော့ vintage feel ပို့ပေးတာပေါ့အခုနောက်ပိုင်း solid bracelets တွေကကြောက်တော်တော်လေး rigid ဖြစ်တယ်ဝေးလော quality ကတော်တော်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ရှာနေတာအဲ့လိုပုံစံမဟုတ်တဲ့အတွက်ကျွန်တော်ဒီလိုနည်းနည်း stretchy ဖြစ်တဲ့ jubilee bracelets တွေကကျွန်တော်တို့ပို့ပြီးတော့ဆွဲဆောင်မှုပို့ရှိတာ lux တွေကလည်း lux holes တွေပါတော့ကြိုးတွေဖြုတ်တက်ရလွယ်ကူတယ်ဒါပေမဲ့လည်းဒီ5 digit digits ကတော့ fluted bezel နဲ့ဆိုတော့ကျွန်တော်သူ့ရဲ့ original jubilee ကြိုးနဲ့အများနဲ့ဝေးဖြစ်တာများပါတယ်အချို့လူတွေအတွက်တော့ weakness ဖြစ်တဲ့ points တွေကကျွန်တော်အတွက်တော့လုံးဝ positive points တွေဖြစ်နေတာများတယ် 80s လောက်က product design တွေကသူ့ခေတ်မှာတော့နီးပညာအရင် advance မဖြစ်တဲ့အချက်တွေကြောင့်မလို့ patina ဝင်တဲ့ဟာဒီခေတ်ဒီခါမှာဒီ patina တစ်လုံးနဲ့တစ်လုံးပုံစံမတူချွတ်ဆွတ်လုံးဝမတူနိုင်ဘူးဒါကြောင့်မလို့ကိုယ့်စီမှာရှိတဲ့နိုင်ကလုံးဝ one of a kind လို့ပြောလို့ရပါတယ်
bracelet ကြိုးကျဲတာလည်းကြာလာရင်တော့သုံးတာများလာရင်တော့ကျဲလာတတ်တယ်ပေါ့နော်ဒါသူ့ရဲ့ weakness တစ်ခုပေါ့ဒါပေမဲ့လည်းအဲ့ဒီ bracelets တွေကို restore လုပ်လို့ရပါတယ်ဆိုတော့နောက်ဆုံးတော့ဒီ5 digits တွေရဲ့ဈေးပေါ့ကျွန်တော်ဗီဒီယိုရဲ့ title မှာတော့ကျွန်တော်ပြောထား Rolex ကတင်ထင်ထားတဲ့လောက်ဈေးပေးချင်မှပေးရလိမ့်မယ်ပေါ့ကျွန်တော်တို့မြန်မာကျပ်နဲ့ပြောရင်တော့ဈေးကအများတန်းဆန်နှုန်းထားလို့ပြောလို့မရအောင်ဘာလို့လဲဆိုတော့ဒေါ်လာဈေးတက်ကြအရင်များတဲ့အတွက်ဒါပေမဲ့လည်းဒီ5 digit digits တွေကတော့သူ့ဈေးတန်းမှာနိုင်တစ်လုံးက condition မှာမူတည်ပြီးတော့ဒေါ်လာ3000နဲ့4000ကျဆိုရင်ကောင်းကောင်းလေးတစ်လုံးရပြီအရင် condition နဲ့ရွေးတဲ့ဟာဆိုဒေါ်လာ3000အောက်ထိတော့ရှိတယ်ဆိုတော့ဒီဈေးတန်းက modern Tudor diver တစ်လုံးရဲ့ဈေးပဲရှိတာပါအခုခေတ်မှာတော့ digits တွေဆိုရင် modern digits တွေ second hand တော့မှဒေါ်လာ9000နဲ့8000လောက်ရှိနေတဲ့ဟာနှလုံးတစ်လုံးစာလောက်ဖြစ်နေပြီပေါ့နော်ဆိုတော့မိတ်ဆွေတို့ vintage condition တွေကလက်ခံနိုင်ရင်တော့ Tudor diver ဈေးနဲ့ Rolex digits ပတ်ပြောပါတယ် so what do you guys think comment ထဲမှာ Tudor အစ်စ်ဝင့်မလားဒီလို5 digit digits တွေကဝယ်မလားဆိုတာ discuss လုပ်ပေးကြပါအောင်အားလုံးဒီဗီဒီယိုလေးကို enjoy ဖြစ်မယ်ဆိုရင် like and share လုပ်ပေးကြပါကျေးဇူးတင်ပါတယ်